လာမယ့်ဇန်နဝါရီမှာပဲအီမန်ကာကိုခေါ်ယူဖို့ဆုံးဖြတ်လိုက်တဲ့ချယ်ဆီပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာဘလူးလိုင်းကင်းကတင်ဆက်နေပါတယ်ချယ်ဆီတင်းဟာမိတ်ဖက်ကလပ်စထရာဘော့ကတိုက်စစ်မှုအီမန်ကာကိုခေါ်ယူဖို့အကျိုးသဘောတူညီမှုရယူထားခဲ့ပြီးမူလအစီအစဉ်အရလာမယ့်နေရာသည့်2026ခုနှစ်မှာအသင်းကိုရောက်ရှိလာမယ်လို့သတင်းတွေထွက်ပေါ်နေခဲ့ပါတယ်ဒါပေမဲ့လက်ရှိနောက်ဆုံးသတင်းတွေရတော့ချယ်ဆီရဲ့တာဝန်ရှိသူတွေကအီမန်ကာကိုလာမယ့်ဇန်နဝါရီပြောင်းရွှေ့ချိန်မှာအစောပိုင်းခေါ်ယူဖို့စဉ်းစားနေတယ်လို့ဆိုပါတယ်ဒီချက်ကချယ်ဆီတင်းရဲ့တိုက်စစ်ပိုင်းအားနည်းချက်တွေကိုဖြည့်ရှင်းဖို့အရေးကြီးတဲ့လုံဆောင်မှုတစ်ခုဖြစ်နေပါတယ်အီဗန်ကာကိုချယ်ဆီအသင်းတော်လေးသဘောကျနေတဲ့အတွက်အလိုမျိုးအစောပိုင်းခေါ်ယူဖို့စဉ်းစားနေတာဖြစ်ပါတယ်။အီဗန်ကာကလက်ရှိစထရာဘော့ရဲ့အသင်းကောင်းဆောင်ဖြစ်ရည်တည်နေပြီးတော့သူ့ရဲ့ဆွမ်းဆောင်ရချယ်ဆီနဲ့နီးပြဖြစ်သူအန်ဆိုမာရက်စကာရဲ့တိုက်စစ်ပိုင်းကိုပိုပြီးတော့အားကောင်းလာနိုင်စေလိမ့်မယ်လို့ချယ်ဆီတာဝန်ရှိတွေကယူဆထားကြပါတယ်။အီဗန်ကာကရက်ရှိပါတယ်။ရုပ်ပိုင်းဆိုင်ရာအားကောင်းမှုလည်းရှိပါတယ်။195စင်တီမီတာရှိတဲ့သူ့ရဲ့အရက်မောင်းကြောင့်လေထဲဘောလုံးရှင်လို့ရမှာလဲအားသာချက်ရှိစေနိုင်ပါတယ်။လီဂိုဝမ်မှာသူ့ရဲ့ကိုယ်တင်အားကလည်းကောင်းမွန်ပြီးတော့အဓိကအပြင်တော့တိကျတဲ့အဆုံးသက်စွမ်းရည်ကိုပိုင်းဆိုင်ထားသူပါ။ဘယ်ချီအားတန်ဆိုပေမဲ့ဘယ်ညာနှစ်ဖက်လုံးကိုလည်းအသုံးပြုနိုင်ပါရီဖိအားအောက်မှာတည်ငြိမ်စွာကစားနိုင်မှုအားနည်းနေတာကလွဲရင်တော့ချယ်ဆီတို့အတော်လေးကိုအားကိုးရမယ့်တိုက်စစ်မှုမျိုးလိုပဲဆိုကြပါရီညီကိုတို့ရောအီမန်ကာကိုဘယ်လိုမြင်ကြပါလိမ့်များသူစကေးတွေကိုရောရှာကြည့်ကြပြီလား